Manchester United ကမင်းညာတော့မှ Leicester ကိုနိုင်တယ်ဒီပွဲစဉ်တော့ပုံမှန်လေးနဲ့ပြောရမယ်ဆိုရင် Leicester ကအောက်သိမ်း United ကအပေါ်သိမ်းဆိုတော့ Manchester United နဲ့ဒီလိုပွဲစဉ်တွေမှာဆိုလို့ရှိရင် ball retention တော်တော်များလုပ်လို့ရှိတယ်ပြောချင်တာကဘောလုံးပူပြီးကင်ထားလေးရှိရပေါ့ Manchester United အနေနဲ့ထုံးစံအတိုင်းပဲဘောလုံးကင်ထားတယ်ဒါအပြင်ကိုကျွန်တော်တို့တွင်းကို3ဂိုးလဲတွင်းနိုင်ခဲ့တယ် position ရဆိုလို့ရှိရင် Manchester United အနေနဲ့တကယ်တမ်းဆိုလို့ရှိရင်46ရာခိုင်နှုန်းပဲရှိတယ်ဒါပေမဲ့ပွဲကိုစီးထားတာက Manchester United ဆိုတော့ဘောလုံးပိုင်ဆိုင်မှုကတော့ဒီပွဲစဉ်မှာ46ရာခိုင်နှုန်းပဲရှိရဆိုတော့ပမာဏကတော့တိတ်ပြီးတော့အားရခြင်းကြမကောင်းဘူးဒါပေမဲ့United ကကစားဟန်ဆိုတာတဲ့ဒီနေ့ဒီဗီဒီယိုကအဓိကပြင် United ကကစားသမားတီရဲ့ mentality ကိုပြန်လဲရှာဖွေတွေ့ရှိရဲ့ကိစ္စကိုပြောရလိမ့်မယ်ဆိုတော့United အနေနဲ့ပြီးခဲ့တဲ့ Ruben Amorim စတင်ကင်တွယ်ခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်အားလီဂိုးတွေများခဲ့တာကိုတွေ့ရလိမ့်မယ်ဆိုတော့စသချင်းမှာဂိုးကြီးမြန်သွင်းတယ်ပေါ့ဒါကနီးပြပြောင်းလဲမှာဆိုလို့ရှိရင်အမြဲတမ်းဖြစ်နေကြပုံစံဖြစ်နေကြဟန်လို့ပဲပြောရလိမ့်မယ်နီးပြပြောင်းလဲမှာဆိုလို့ရှိရင်အမြဲတမ်းအသင်းတိုင်းကအဲ့လိုပဲ Manchester United ကလည်းအဲ့လိုပဲဖြစ်ခဲ့တယ်ဒါပေမဲ့နောက်ပိုင်းကာလတွေမှာ United ကရလက်တွေကတဖြည်းဖြည်းရိမ့်ရင်လာတယ် Ruben Amorim ကသူ့ရဲ့ 3-4-2-1 ဆိုတဲ့ system ကိုပဲစတိုက်သုံးနေတော့မယ်ဒီကြားထဲမှာပြောင်းလဲမှုတွေတော့ရှိတယ်Ruben Amorim လက်ထက်မှာကစားကွက်ပြောင်းလဲလိုက်တာပေါ့နော်အသင်းထဲမှာ instructionနည်းနည်းလေးပြောင်းလဲလိုက်တာကတစ်ခုပဲရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီ attacking midfield ကစားသမားတွေကိုပို့ပြီးမှ white ကိုပို့ပြီးမှထွက်ခိုင်းလိုက်တာအဲ့ဒီတစ်ခုပဲရှိတယ်ဒါက Premier League အသင်းတွေမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်ကစားကွက်ပြောင်းလဲမှုအနည်းဆုံးပဲဆိုတော့ Manchester United ကအဲ့လိုပြောင်းလဲတယ်ပြောင်းလဲပြီးတော့မှဒီကစားသမားတွေကနေရာတွေကိုပဲရှာဖွေတယ်အဲ့လိုရှာဖွေရနေထားတကူမှာ United အနေနဲ့လက်ရှိနေထားရတော့ Ruben Amorim အနေနဲ့ကောင်းကောင်းမြင်နေပြီလို့တော့ထင်တယ်ဘာလို့လဲဆိုတော့ကစားသမားတွေကိုဒီ Leicester နဲ့ပွဲမှာတော်တော်များတုံးသွားတယ် Leicester နဲ့ပွဲမှာ United ကကစားသမားတော်တော်များများရဲ့mentality ကိုပြန်ရရှိနိုင်မဲ့အခွင့်အရေးမျိုးတွေရှိခဲ့တာဥပမာပြ Hotland ဗျာ Hotland ဆိုလို့ရှိရင်ဂိုးပေါက်ပြောင်းနေတာတော်တော်ကြာပြီဒီဇင်ဘာလကတည်းက Manchester United တော့ကိုမရတော့တာအခုဂိုးပြန်ရပြီဒါပေမဲ့ international break ခံသွားပြီဆိုတော့ဒီကစားသမားရဲ့ mental ကိုဆက်ပြီးတော့မှ international break အပြီးမှာပါလာအောင်မလားဆိုတာကတော့တစ်ချက်ကြည့်ရလိမ့်အောင်ပဲဒါပေမဲ့နောက်ထပ်တခြားကစားသမားကဆိုလဲဆို Bruno ရဲ့ mentality ကိုကျွန်တော်ပြန်ရတယ် Bruno က Premier League ကိုစရောက်လာတဲ့ဒီ United တော့စတင်ပွဲထွက်တဲ့ကာလာကလေးကနေပြန်ကြည့်မယ်ဆိုလို့ရှိရင်တောင်မှ Bruno တက်ပို့ပြီးတော့မှ6ပေါင်ပတ်သက်မှုများထားတဲ့ကစားသမားကဆာလက်နဲ့ De Bruyne ပဲရှိတယ်ဆိုတော့ဒီ midfielder ထဲမှာပေါ့နော် United အနေနဲ့ဒီ Bruno ကိုပြန်ရလိုက်တာကတော်တော်လေးကိုမကောင်းတယ်လို့ပြောရလိမ့်မယ်။ဘာလို့လဲဆိုတော့ Bruno ကိုဒီကြားကာလမှာဝေဖန်မှုတွေအများကြီးရှိတယ်။ Bruno ကတင်းရဲ့ captain လက်ပဲပတ်ပြီးတော့မှဘာလုပ်နေတာပါဆိုတော့ legend ကြီးကိုယ်တိုင်ကဝေဖန်ကြတဲ့စကားလုံးတွေအများကြီးရှိတယ်။ဒါပေမဲ့ Bruno ကသူကဒီ captain လက်ပတ်နဲ့ထိုက်တန်ကြောင်းကိုပြသနိုင်ခဲ့တယ်။ပြသနေသေးပဲ Bruno က Manchester United မှာကိုဆိုလို့ရှိရင်ဂိုးပေါင်ပတ်သက်မှု assist score goal ရော direct involvement က195ရှိနေပြီဒါအပြင်ကိုကျွန်တော်တို့သွင်းဂိုး90နဲ့ attack ဒါအပြင်ကို assist အကြိမ်90နဲ့ attack လုံနိုင်တဲ့ကစားသမားစီးရင်ထဲမှာ Rooney, Ryan, Posco, Cantona, David Beckham စတဲ့ကစားသမားတွေနဲ့အတူတူရပ်တည်သွားနိုင်ခဲ့ပြီဆိုတော့2010နောက်ပိုင်း Manchester United ခေါ်ခဲ့တဲ့ကစားသမားတွေထဲမှာဘသူကများအဲ့ဒါလိုလုံနိုင်ခဲ့လို့ Bruno တယောက်တည်းပဲရှိခဲ့တာဆိုတော့ Bruno ကအခုချိန်မှာမှ United ကိုထမ်းတင်နေရပါတယ်ဆိုတော့ကိစ္စကရှက်စရာမဟုတ်တော့ဘူးဒါကလက်ခံရမယ်မှန်တရား Bruno က Manchester United မှာသူတူလေးကနေပြီးတော့မှအကောင်းဆုံး world class ကိုယာဒီဇက်တိုက်တိုင်းမှာပြနိုင်တဲ့ကစားသမားဆိုတာကရှင်းလင်းနေဆိုတော့ Ruben Amorim စရောက်လာတဲ့အချိန်မှာ Bruno ကို attacking နဲ့ 10မှာတုံးတယ်ဒါပေမဲ့အခုနောက်ပိုင်းတော့ deep ကိုပြန်ပြီးမှဆင်းခိုင်းတယ်ပြီးခဲ့တဲ့ Leicester နဲ့ပွဲမှာတော့ attacking နဲ့ 10ကိုပဲပြန်တုံးတယ်ဆိုတော့ Bruno က United အတွက် pivot မှာလည်းထားလို့ကစားလို့ရတယ်လို့ central midfield ပေါ့နော် central midfield မှာလည်းထားကစားလို့ရတယ်လို့ attacking midfield မှာလည်းထားကစားလို့ရတဲ့ကစားသမားပဲဆိုတော့နှစ်နေရာစလုံးမှာ Bruno ကလက်ရှိနေထားရတော့ confidence တွေတော်တော်ရှိနေတာကိုမြင်ရလိမ့်မယ်ဘယ်နေရာမှာကစားသည်ဖြစ်ပါစေအောင် Bruno ရဲ့ killer pass တွေ Bruno ရဲ့ final တက်ဆုံး passing တွေတော်တော်များများကိုမြင်ရလိမ့်မယ်ဆိုတော့ Bruno ကို Manchester United နဲ့ပြန်ရလိုက်တာတော်တော်လေးကိုကောင်းတယ်ဒါအပြင်ကိုနောက်ထပ်ကစားသမားတယောက် Garnacho နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့ transfer မှာ Garnacho ကအလုပ်ခက်ခဲဆုံးသော United ရဲ့ဒီ teenager တွေကတယောက်ဘာလို့လဲဆိုတော့ဒီ Garnacho ကို Napoli ကခေါ်ခြင်းနဲ့ဆိုတဲ့သတင်းတွေရှိတယ် United ကဈေးတင်းခံတဲ့အနေထားတစ်ခုမှာ Napoli ဥက္ကဋ္ဌကိုယ်တိုင်ပြောတယ်ဒီ Garnacho ကတွင်ကိုတရားဒီကိုအာမကန်ရှိပါမလားဆိုတဲ့သဘောမျိုးပြောတယ်ဒီနောက်ပိုင်းမှာဂါနာဂျိုကနည်းနည်းလေးငုတ်သွားတယ်ဒါပေမဲ့အခုဂါနာဂျိုရဲ့တွင်းကိုတွေကိုမြင်ရပြီဂါနာဂျိုကအသက်22နှစ်မပြည့်ခင်မှာ Premier League တွင်းကို14ဂိုးရသွားပြီဒါက Cristiano Ronaldo ရဲ့စံချိန်နဲ့အတူတူပဲ Cristiano Ronaldo ကိုယ်တိုင်ကအသက်22နှစ်ပြည့်တဲ့ချိန်မှာ Premier League တွင်းကို14ဂိုးရသွားပြီဂါနာဂျိုကအခုဒီ22နှစ်မပြည့်သေးဘူးလာမယ့်ဇူလိုင်မှာပြည့်မှာဒါပေမဲ့အခု Premier League တွင်းကို14ဂိုးရှိသွားပြီဆိုတော့ဂါနာဂျိုကိုပြန်ရတာလည်းကောင်းတယ်ဂါနာဂျိုကိုစောပိုင်းကာလမှာတော့ရှင်ဘယ်ချမ်းမှာထားပြီးတုံးနေတာဒါပေမဲ့အခုနောက်ပိုင်းညာချမ်းမှာဂါနာဂျိုစီကနေခက်ပက်တီတော်တော်များများထွက်လာတာကိုတွေ့ရတယ်ဂါနာဂျိုကညာချမ်းမှာပို့ပြီးတော့မှကောင်းနေတဲ့ဒီပုံစံမျိုးကိုမြင်ရတယ်ဘယ်ချမ်းမှာသူ့ရဲ့
ခြေကပေါ့နော်အတွင်းထဲကနေထဲတဲ့အချိန်မှာတိတ်ပြီးတော့မှအလုံးမဖြစ်ဘူးအခုအပြင်ကနေထုတ်ပြီးတော့မှထဲတဲ့အချိန်မှာတော့သူ့ရဲ့ဘောလုံးတွေကတော်တော်လေးကိုမှအလုံးဖြစ်တာကိုမြင်ရတယ်ဆိုတော့ United မှာလက်ရှိလောလောဆယ် mentality ပျောက်ဆုံးနေခဲ့တဲ့ကစားသမားတွေအများကြီးပဲပြီးခဲ့တဲ့ကာလတွေမှာအခုတော့ Manchester United က Bruno ကိုပြန်ရပြီး Hotspur ကိုပြန်သွင်းပြီး Garnacho Cristiano Ronaldo ရဲ့စံချိန်ကိုမှီပြီးကြော်အောင်ကြော်သွားနိုင်တဲ့အနေအထားမျိုးမှာရှိရဲဒါအပြင်ကို Joshua Zirkzee ကို Manchester United ပြန်ရပြီး Joshua Zirkzee ကိုယ်တိုင်ကလည်း transfer မှာလုပ်ခတ်ခဲ့တဲ့ကစားသမားဒါပေမဲ့အခုတော့ Joshua Zirkzee ပွဲလေးဝင်လာပြီးဆိုတာနဲ့သူ့ရဲ့ test တွေကဘာတွေလုပ်မလဲဆိုတာကိုပဲစောင့်ကြည့်နေရတာအဲ့တော့ United က mentality ကိုပြန်ပြီးတော့မှတိဆောက်သွားနိုင်တယ်လို့ပဲပြောရလိမ့်မယ်အသင်းကလက်ရှိနေတဲ့မှာနေသားနေတဲ့နေထားဒါကအင်ဂျက်ထုတ်ချင်စရာမရှိဘူးဒါပေမဲ့အသင်းကအခိုင်အမာဆုံးအတောင်တင်းဆုံးအသင်းတွေတော်တော်များများရဲ့ mentality ကဘယ်ကနေစတယ်လဲဆိုလို့ရှိရင် defense line ကနေစတယ် Manchester United ကလက်ရှိလောလောဆယ် attacking line ကစားသမားတွေက mentality မြင့်နေပြီ defense line မှာရှိနေတဲ့ကစားသမားတွေဆိုလို့ရှိရင်ဥပမာ Haven ဆိုလို့ရှိရင်အခုမှရောက်လာတာဒါပေမဲ့ပြီးခဲ့တဲ့ Leicester ဒီည Leicester နဲ့ပွဲမှာဆိုရင်ပထမပိုင်းသူ့ရဲ့ကစားပုံကိုတေချာကြည့်လိုက်လို့ရှိရင် confidence ကအပြည့်ပဲဘောလုံးကိုရေရဲကင်ထားနေတာကိုမြင်ရလိမ့်မယ်ဒုတိယပိုင်းမှာဆိုလို့ရှိရင် delete ကိုမြင်ရလိမ့်မယ် delete ကblock တွေကတော်တော်လေးကိုအားရဖို့ကောင်းတယ် United က defense line မှာတော်တော်လေးကိုမှ solid ဖြစ်လာတာကိုမြင်ရတယ်နည်းနည်းလေးတော့တချို့ပွဲတွေမှာ shaky ဖြစ်တယ်ဆိုပေမဲ့လည်းများသောအားဖြင့် solid ဖြစ်လာတာကိုမြင်ရတယ်ဒါကအသင်းတိုးတက်လာနိုင်ခြေရှိတဲ့လမ်းကြောင်းလိုပဲမြင်တယ်ဆိုတော့ကစားသမားတွေရဲ့ mentality ကိုပြန်လည်ရှာတွေ့နေပြီဆိုတော့ Ruben Amorim အနေနဲ့ဒါတွေကိုအခုပို့ပြီးတော့မှကောင်းအောင်လို့ advance လုပ်ဖို့အတွက်ဒီ international break ရပြီဒီ international break မှာဘာတွေလုပ်မလဲဆိုတာကတော့ကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ရလိမ့်မယ် international break ပြီးပြီဆိုတာနဲ့ Manchester United အနေနဲ့ကစားရမယ့်ပွဲစဉ်တွေရှိတယ်အဓိကပြန်တော့ United နဲ့ Europa League ကိုအားဆိုင်ရမယ် Manchester United အနေနဲ့ဒီ international break အပြီးမှာပထမဆုံးတွေ့ရမယ့်အသင်းက Nottingham Forest မလွယ်ကူတဲ့အသင်း Nottingham Forest ပြီးရနဲ့ Manchester City နဲ့ကစားရမယ်အဲ့ဒါပြီးရဲ့အချိန်မှာ Lyon နဲ့ကစားရမယ်ဆိုတော့ရန်ကြီးလွယ်ကူလာတဲ့ပွဲစဉ်တွေမဟုတ်ဘူးဒါပေမဲ့ Ruben Amorim ဘာတွေဆက်လုပ်မလဲကစားသမားတွေက Mantel ကိုရှာတွေ့ပြီးသူ့ရဲ့ကစားပုံထဲမှာနည်းနည်းလေးအံဝင်နေပြီ like ပါစီညောနိုင်ပြီဆိုတဲ့ဟန်မျိုးကိုမြင်နေရပြီဆိုတော့ international break အပြီးမှာ United ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကတော့ကျွန်တော်ကတော့အဆောင်ကြည့်နေတယ်လို့ပဲပြောရလိမ့်မယ်ဆိုတော့ကျွန်တော်တို့နောက်တစ်ပုတ်မှာပဲတက်ပြီးတော့မှတွေ့ကြတာပေါ့